ရှောင်းဖန်လေးကတော့အိမ်မဆိုးတွေမှတ်နေပြီးလန့်နိုးလာခဲ့ပါတယ်။နိုးနိုးချင်းပဲအိမ်ထဲကနေထွက်လာလိုက်ပြီးမရှိတော့တဲ့အဖေနဲ့အမေကိုလွမ်းနေပြီဆိုပြီးအော်ခေါ်နေပါတယ်။တစ်ပင်အောင်မှာထိုင်ငိုနေတဲ့ချင်းရွေကလည်းရှောင်းဖန်ကိုပြေးဖက်လိုက်ပါတယ်။ရှောင်းဖန်လေးကတော့ကိစ္စတွေကတကယ်မဟုတ်ဘူးမလားတဲ့လေ။အိမ်မရှိရွာမရှိတော့တဲ့ကလေးနှစ်ယောက်ကတော့ဘာလို့ရမှန်းမသိပွေဖက်ပြီးငိုနေကြပါတယ်။ခိုကိုရမရှိတော့တဲ့ကလေးနှစ်ယောက်ကိုရှောင်းကြီးချိုင်ဆိုတဲ့ကောင်လေးတစ်ယောက်ကချင်းရွင်ကွိုင်းကိုခေါ်လာခဲ့လိုက်ပါတယ်။သူတို့ဆရာတွေကလည်းမင်းတို့ကိုစစ်ဆေးဆရာလေးတွေရှိတယ်လေ။ရေကန်ကြီးတွေကတားရဲတကောင်ထောက်လာပြီးရေတွေမှုန့်ထုတ်လိုက်တာမို့ကလေးတွေကိုမထိခိုက်မိအောင်ကားပေးလိုက်ရပါတယ်။ဝင်းညင်အရှင်ဆိုတဲ့တားရဲကထောက်လာပြီးရှောင်းဖန်ကိုနမ်းနေပါတယ်။ပြီးတော့ရေကန်ထဲပြင်ဝင်သွားပါပြီ။ဝင်းညင်အရှင်ကလွန်ခဲ့တဲ့နှစ်ပေါင်း1000တုန်းကချင်းရွင်ခွာရဲ့ဖူးပွေချင်းရဲ့နှင်းနှင်းခဲ့တဲ့ရှီဟောင်းနတ်သားရဲ့ထွပြီးနာမည်ကတော့ရေတိုးနေရလို့ခေါ်ပါတယ်။ဒီနေ့ကျမှထူးထူးဆန်းဆန်းဘာကိုအာယုံခံမိလို့ရုတ်တရက်ကြီးထွက်လာလဲစဉ်းစားစရာပါ။ဟိုနှစ်ယောက်ကထွက်သွားလိုက်ပြီးကြံဒီခဲ့တဲ့ရှောင်းဖန်လေးကပတိစေကိုထုတ်ကြည့်တော့စောနာကတာရဲကထွက်လာမဲ့လုံနေလို့ရှောင်းဖန်နဲ့ကြောက်ပြီးပြေးသွားလိုက်ပါတယ်။ရှောင်းကြီးချိုင်ဆိုတဲ့ကောင်လေးကတနာစရာကောင်းတဲ့ချောင်းမြောင်ရွာတရွာလုံးရဲ့အိမ်တောင်စု42စုမှာလူ3ယောက်ပဲကြံရစ်တာမို့ရွာကိုဖျက်ဆီးလိုက်တဲ့သူရဲ့ကြင်ကြံမှုအဆင့်ကမနှိမ့်နိုင်ဘူးလို့ရှောက်တင်နေပါတယ်။ကြံရစ်ခဲ့တဲ့ဦးလေးကြီးတယောက်ကယူးနေပြီးမို့ကြောက်လန့်နေပြီးအော်ကျင်တာတွေအော်နေပါတယ်။ကြံတဲ့ကလေး2ယောက်ကိုခေါ်လာခိုင်းလိုက်တော့ကျင်းရွေတာဒူးထောင်ရိုးသေးပြူပြီးစကားတွေပြောနေပေမဲ့ရှောင်းဖန်လေးကတော့ဦးလဲထိနေပါတယ်။ဂိုင်းချုပ်ကကလေးတွေကိုဘလို့လွတ်လာတာလဲမေးတော့ရှောင်းဖန်လေးကဖြေးမဲ့လို့နဲ့မဖြေတော့ဘာမှမသိခဲ့တဲ့ကျင်းရွေကသူတိတာပဲအကုန်ဖြေချလိုက်ပါတယ်။ကျင်းရွေကအမှန်တိုင်းဖြေပြီးသူ့အဖေနဲ့အမေကိုလွမ်းဆွတ်ပြီးငိုနေတော့ဂိုင်းချုပ်ကဘာမှမပြောတဲ့ရှောင်းဖန်ကိုမေးပြီလေ။ရှောင်းဖန်ကတော့သူ့ရဲ့ဆရာဖုံးတော်ကြီးကိုဘာတခုမှမပြောပြပါကတိပေးထားတာမို့မသိတယ်လို့နဲ့ဘာမှမပြောပဲနေပါတယ်။ပိုက်ပူပူနဲ့ဘူးတော်ကထားပြီးရွာလီတရွာကိုတော့မကာကွယ်နိုင်လို့ဗမာဆိုးဝါးတွေကိုဘလို့နှိမ့်မလဲဆိုပြီးပေါက်ကွဲနေပါတယ်။နောက်ထပ်ဘူးတော်တယောက်ကထားပြီးဘာပဲဖြစ်ဖြစ်ချောင်းမြောင်ရွာရဲ့မိဘမဲ့ကလေး2ယောက်ကိုတော့လစ်ရှူရှူထားလို့မဖြစ်ဘူးတယ်လေ။ဂိုင်းချုပ်ကသူတပြည့်လက်မခံတာကြားပြီးဖြစ်လို့ဘဲဆရာတူညီလေးကများလက်ခံမလဲမသိဘူးဆိုတော့လင်းချင်းရီကိုတော့တပြည့်အချီလက်ခံခြင်းနဲ့သူများပေမဲ့ရှောင်းဖန်ကိုတော့တကျူတောင်ထုတ်ကဘိုးတော်ပိုက်ပူပဲလက်ခံထားလိုက်ရပါတယ်။စိတ်မကောင်းဖြစ်နေတဲ့ကလေး2ယောက်ကတော့ထိုင်ပြီးဆွေးနေပါတယ်။မုတ်စိတ်ဖြူနဲ့ဘိုးတော်ကလုံရှိတောင်ထွက်ရဲ့ခိုင်ချုပ်ဖြစ်ပြီးနာမည်ကတော့ချမ်းဆုံးမှန်ဖြစ်ပါတယ်။သူကတော့ကျင်းကြီးကိုတပည့်အဖြစ်လက်ခံထားလိုက်တာမို့ကျင်းယူကိုခေါ်သွားချိန်မခွဲနိုင်တဲ့ကလေး2ယောက်ကတော့ခွဲရမယ့်အချိန်မှာကျင်းယူကရှောင်းဖန်ကိုပြေးဖက်ထားလိုက်ပြီးသူမျိုးအနိုင်ကျင့်တာမခန်းနဲ့ပုံးနဲ့လေရှောင်းကြီးချိုင်ဆိုတဲ့ကောင်လေးကမိဘမဲ့ကလေးတွေကိုအခက်တွေ့အောင်လုပ်လို့မိုးနဲ့မြေကနှလုံးသားမင်းလိုက်တာဆိုပြီးရေးရွနေချိန်သူ့ဆရာဖြစ်တဲ့ဂိုင်းချိုကလျှို့ဝှက်ကိစ္စရှိတယ်ဆိုပြီးခေါ်သွားလိုက်ပါတယ်။ရှောင်းဖန်ကတော့ဂိုင်းထဲတော့မရောက်သေးဘူးဆရာတို့အကိုကြီးတွေအနိုင်ကျင့်တာခံရပါတယ်။ကလေးမလေးတယောက်ရောက်လာပြီးရှောင်းဖန်ကိုကာကွယ်ပေးလိုက်တာမို့ဆရာတို့အကိုကြီးတွေလည်းအနိုင်မကျင့်ရတော့ပါဘူး။ကလေးမလေးရဲ့အဖေနဲ့အမေရောက်လာပြီးစုံတရန်ဆိုတဲ့ဆရာတို့အကိုကြီးကရှောင်းဖန်ကိုတခြားဆရာတို့အကိုတွေနဲ့မိတ်ဆက်ပေးနေပါတယ်။ရှောင်းဖန်လေးကရင်ွေကြန့်ခွက်တွေယူလာပြီးသူ့ဆရာနဲ့ဆရာကတော့ကိုဆက်ထည့်ပေးလိုက်ပါတယ်။လင်းအားလေးကတော့ရှောင်းဖန်ပုံစံကိုကြည့်ပြီးသဘောကျနေပါတယ်။ပြီးတော့အတူတူသမင်းစားလိုက်ကြပြီးဆရာဖြစ်သူကစားပြီးရှောင်းဖန်လေးကိုလေ့ကျင့်ပေးဖို့အတွက်စုံတရန်ဆိုတဲ့ဆရာတို့အကိုကြီးကိုတာဝန်ပေးခဲ့လိုက်ပါတယ်။လင်းအားလေးကတော့သူ့အဖေလည်းထွက်သွားရောရှောင်းဖန်လေးကိုသူကာကွယ်မားတယ်လေဘယ်သူမှအနိုင်ကျင့်လို့မရဘူးဆိုပြီးပြောနေပါတယ်။ဆရာတို့ညီလေးတွေကတော့လင်းအားရဲ့တိုင်းပညာကသူတို့ဆရာရဲ့အမွေအနေthiếtတာမို့ရှောင်းဖန်လေးကိုကန်ကောင်းတယ်ဆိုတော့ကလေးမလေးကတော့ကြွားလုံးတွေထုတ်နေပါပြီ။လင်းအားလေးကရှောင်းဖန်အတွက်ဟင်းမကြံတော့ဘူးပြောတော့ဆရာတို့အကိုတွေအကုန်လုံးဆရာတို့ညီလေးကိုဝေးမြပေးနေကြပြီလေ။ရှောင်းဖန်တကြောင်စားပြီးလို့ဗိုက်ဝါပြီးအိတ်တော်မဲ့အချိန်သူ့ဆရာပြောထားတာကိုတတိယပြီးမအိတ်သေးပဲထိုင်ပြီးကြင်ကြံနေလိုက်ပါတယ်။မနက်မိုးလင်းထလာတဲ့အချိန်ရှူကျင့်ခမ်းမကိုနင်းကျင့်ခမ်းမလို့မှားဖတ်နေလို့လင်းအားလေးကပြောပြလိုက်ရပါသေးတယ်။ပြီးတော့တာဟွန်ဆိုတဲ့အဝါရောင်ခွေလေးနဲ့မိတ်ဆက်ပေးနေပါတယ်။လင်းအားလေးကတော့သူများတဲ့ကြအနိုင်ကျင့်နဲ့ပြောပြီးသူကြတော့ဆရာတို့အမဖုတ်တဲ့သူပြောတဲ့စကားကိုနားထောင်ရမယ်တယ်လေဆရာတို့အကိုကြီးရောက်လာပြီးရှောင်းဖန်လို့ကိုလေ့ကျင့်ဖို့ခေါ်သွားလိုက်ပါတယ်သူတို့တကျူတောင်းထိုးရဲ့စီးမြင့်ကတော့ဂိုင်းနဲ့ဝင်ခါတဲ့တပြေးဆိုဝါခုတ်ရတာတယ်လေရှောင်းဖန်ကိုပထမ3လအတွင်းမှာတနေ့တပင်ခုတ်နိုင်ရင်ရပြီဆိုတော့ရှောင်းဖန်လာသူအရင်ကထင်းခုတ်ဖူးတာမို့စိတ်မပူနဲ့လေဆရာတို့အမလေးကအကွက်တွေနဲ့ခုတ်ပြလိုက်တာမို့အားကြပြီးရှောင်းဖန်တယောက်လိုက်ခုတ်တော့ဝါပင်ကမျက်နှာကိုအနှမ်းဖေးတာခံလိုက်ရပါတယ်အဲ့လိုနဲ့ရှောင်းဖန်လေးတယောက်တကျူတောင်းထွန်းမှာဆရာတို့အကိုကြီးတွေဆရာတို့အမလေးခုတဲ့လင်အားလေးလို့နဲ့အတူကြင့်ကြလာရင်တကျူတောင်းထွန်းမှာပဲကြီးပြင်းလာခဲ့လိုက်ပါတယ်ဆရာတို့အမထွေတဲ့လင်အားလေးလည်းအရွယ်ရောက်လာပြီထီလို့အတော်လေးလှပါနေပါပြီ